Halloween ဆိုတာကိုကျွန်တော်ကအမြဲတမ်းအလေးနဲ့ထားတတ်တဲ့သူတစ်ယောက်ပါအခြားသူတွေလိုဝတ်စုံလှလှလေးတွေဝတ်ပြီးပျော်ပျော်ရွှင်ရွှင်လာကစားတာမျိုးမဟုတ်ပဲအဲ့ဒီညကိုတကယ်ပြိုင်ပွဲတစ်ခုလိုသဘောထားတယ်ဒါကြောင့်ကျောင်းရဲ့ Halloween ကပွဲနေ့မှာကျွန်တော်ကအဖေဝတ်လောင်ကန်တဲ့ကမိသက်သမားဝတ်စုံအစ်စ်ကိုထုတ်ယူဝတ်ခဲ့တယ်ဂျာကင်လည်းအစ်စ်ဘုတ်ဖက်နဲ့လည်းအစ်စ်အုတ်ထုပ်လည်းအစ်စ်ဖြစ်လို့ကျွန်တော်ကိုယ်တိုင်တောင်တကယ်မိသက်သမားတစ်ယောက်လိုခံစားနေရတယ်ကျောင်းရဲ့အားကစားခန်းမထဲဝင်သွားတဲ့အချိန်မှာလူတွေကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးအံ့ဩသလိုပြုံးနေကြတယ်ကျွန်တော်ကတော့ကိုယုံကြည်မှုအပြည့်နဲ့လှည့်လည်နေတယ်အခန်းထဲမှာမီးလှဆင်မှုတွေမီးရောင်တွေတချင်းတန်တွေကြားထဲမှာအရာအလုံးကပျော်ရွှင်စရာလိုထင်ရပေမဲ့အဲ့ဒီညကချက်ချင်းပြောင်းလဲသွားတဲ့မြူထုတ်ဆက်တစ်လုံးကပောက်ကွဲတန်ထွက်လာပြီးမီးတတိပေးချက်ပေးတန်တွေချက်ချင်းမြည်လာတဲ့လူတွေကပွဲဖွဲ့စည်းလို့ထင်ပြီးလက်ခုပ်တီးနေကြပေမဲ့ကျွန်တော်ကတော့လေထဲမှာမီးလောင်နေတဲ့ပလတ်စတစ်နံကိုခန်းစားလိုက်ရတဲ့တခုခုမားနေပြီဆိုတာသိလိုက်တဲ့ဆီယာမတွေကတီးညအိမ်နေဖို့ပြောနေချိန်မှာကျွန်တော်ကမြင်ကွင်းထဲကမီးထွက်နေတဲ့လျှက်စစ်ကျိုးတစ်ချောင်းကိုသတိထားမိသွားတယ်။အဲ့ဒီကျိုးကနေရံမှာမရက်ပဲဘေးတကားကနေထွက်ပြီးအခြားဆောင်ဘက်ကိုဆက်သွားနေတဲ့ချက်ချင်းပဲမီးကိုထွက်နေတယ်လို့အော်တန်ကြပြီးလူတွေထိတ်တလန့်ဖြစ်ကပြေးကြတယ်။အပြင်မှာမီးတက်ကားတန်တွေစူညံလာပြီးမီးတက်သမားတွေကြောင်းထဲကိုဝင်လာတယ်။သူတို့ရဲ့အလေးနဲ့ထားတဲ့မျက်နှာတွေကအန္တရာယ်ကြီးနေပြီဆိုတာပြနေတယ်။အဲ့ဒီထဲကတယောက်ကကျွန်တော်ကိုဝှက်စုံကြည့်ပြီးမီးတက်သမားထင်သွားကငါတို့နဲ့လာလို့ခေါ်တယ်။ကျွန်တော်ကចောင်းသားပါလို့ပြောမဲ့အချိန်မှာပဲမီးလင်းတစ်ခုကိုလက်ထဲထည့်ပြီးမီးကိုထူထပ်တဲ့လမ်းထဲကိုတွန်းပို့လိုက်တယ်ကျွန်တော်တို့လျှက်စစ်ကြိုးကိုလိုက်ရှာရင်းစာတင်ငန်းရှိကိုရောက်လာတဲ့တကားအောက်မှာကျူးပြောက်သွားပြီးတကားလက်ကင်ကအယမ်းပူနေတဲ့မိသက်သမားကဖျက်ဖို့ပြောလိုက်ပြီးကျွန်တော်ကကလေးပစိန်နဲ့တကားကိုရိုက်ပေမဲ့မအောင်မြင်ဘူးသူလည်းစူးစမ်းပေမဲ့မရဘူးသူတို့အရေးပေါ်ခေါ်တန်းကြောင့်ထွက်သွားချိန်မှာအထက်ကဆက်လက်တန်းတစ်ခုကြားလိုက်ရတယ်အတန်းပိုင်ဟန်စတာလေးပိတ်မိနေတယ်အချိန်မရှိတော့ဘူးကျွန်တော်အားကုန်တဲ့တကားကိုဖျက်ဝင်လိုက်တဲ့အခန်းထဲမှာမီးခိုးတွေမီးလောင်နေတဲ့ဆာရွက်တွေကြားထဲမှာလှောင်အိမ်ကိုတွေ့တယ်လျှက်စစ်ကြိုးကိုဆွဲဖြုတ်ပြီးလှောင်အိမ်ကိုယူကအားကုန်ပြေးထွက်လာတယ်မီးခိုးတဲကနေအသက်မတော်တဆနီးပါးနဲ့ဘေးတကားကနေထွက်နိုင်ခဲ့တယ်မြေပြင်ပေါ်လဲကျသွားပေမဲ့ဟန်စတာလေးကိုကယ်နိုင်ခဲ့တယ်လို့ထင်ခဲ့တယ်လူတွေကကျွန်တော်ကိုသူ့ရဲကောင်းလို့ပြောကြတယ်ဒါပေမဲ့ခဏအတွင်းမှာပဲကောင်းကင်ကတိတ်ညက်တကောင်ဆင်းလာပြီးဟန်စတာလေးကိုဖမ်းယူပြန်သွားတယ်